လုံးပဲမင်္ဂလာပါဗျvlog file ကနေကြိုဆိုပါတယ်ဒီနေ့မှာဆိုရင်ကျွန်တော်က website အကောင့်ကိုဘယ်လိုဖွင့်ရမလဲဆိုတော့ပြောပြပေးတော့မှာပါဗျကျွန်တော်ရင်ဦးဆုံးwebsite software တွေကိုဝင်လိုက်ပါမယ်အဲ့မှာဆိုရှင်ဝင်လိုက်အခုပြထားတဲ့အတိုင်း email username password validate ဆိုပြီးတော့ကြာလာပါမယ်ဗျအဲ့မှာကျွန်တော်ရင်ဆုံးအခုလို့ဆိုကျွန်တော်လက်ရှိသုံးနေတဲ့ email တွေကိုထည့်ပေးမှာပါဗျepisode user ဒီမှာကျွန်တော်တို့တတိထားမှာ username ပါဗျusername ကိုဆိုရင်ကျွန်တော်တို့ကဒီမှာဥပမာဗျဒီလိုမျိုးကေဆိုဘယ်လိုပြောမလဲဟုတ်တယ်ဒီမှာကောင်းလို့ဒီမှာထားလိုက်မယ်ထားလိုက်အဲဆိုရင်သူက username ကမရဘူးဆိုပြသွားမှာဘာလို့လဲဆိုတော့ကျွန်တော်ဒီ username ထားတဲ့အခါလေးလို့ spacebar ချန်ပြီးတော့မထားရဘူးဗျလိုမျိုးဥပမာ vlog center အဲ့လိုမျိုးဘာလို့လဲဆိုတော့ username ကအသုံးပြီးသားအဲ့လည်းမရဘာလို့ဆိုတော့ကျွန်တော်အရင်ကဒီ blog key ဆိုပြီးဖွင့်ထားပြီးသားဖြစ်နေလို့ပါအားကြောင့်မလို့ Smith Social blog file ဒီလိုလေး data ဘာတွေခံပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ဥပမာဆန္ဒကျွန်တော် blog key ကသုံးပြီးသားဆိုရင်ဒီမှာ blog ပြင်ဖြတ် key ကသုံးပြီးသားဆိုတော့ဆိုရှင်အလုံးမျိုးဆိုရင်ရတယ်ဥပမာဆိုရှင် blog key 1ဆိုပြီးတော့သုံးထားလို့မရှိဘူးအားကြောင့်မလို့ user နဲ့သုံးရတယ်ဆိုတဲ့ပေါ့password ကတော့ကျွန်တော် password ထည့်မယ်ဆိုရှင်အခုကျွန်တော်ပြထားသလိုမျိုးထည့်ပြီးမှရမယ်ဗျဥပမာokay ထောက်စိ vlog file ကျွန်တော် password show လုပ်ပေးမယ်နော်ဟုတ်ပါ vlog file k 1 2 3 4ဖြစ်အဲ့လိုမျိုးလေးကျွန်တော်ပါမရပဲဗျဥပမာအင်္ဂလိပ်စကားလုံးလည်းပါရမယ်1 2 3ဆိုတဲ့အဲ့လို green green လည်းပါရမယ်ဗျအဲ့လိုမှအဆင်ပြေပါတယ်ဒီမှာတော့ကျွန်တော်တို့ကမွေးလေးကို2010အနေနဲ့20ပြောင်းနိုင်ပြီဗျဆိုရင်ကျွန်တော်တို့အားလုံးရပါပြီလို့ထင်ပါတယ်เนาะအဲ့မှာ step reading ကိုနှိပ်လိုက်ပါအဲ့ဆိုကျွန်တော်တို့ software တော့ဝင်သွားပါလိမ့်မယ်ဗျအကောင့်လေးကိုဝင်သွားပါလိမ့်မယ်ပေါ့เนาะဝိုင်းနေပါတယ်လို့ဝင်လာမယ်ဆိုရင်ကျွန်တော်ကဒီမှာ like for ကိုရွေးလိုက်ပါတယ်ပြီးပြီဆိုရင်တော့ I most right for fun almost yes almost ပဲရွေးလိုက်ပါတယ် data ပေါ့เนาะ likeအမှဆိုရှင်ကျွန်တော်ဒီမှာ story တွေကြာလာပါပြီဗျ story ကြာလာပြီဆိုမှ blog topic ကိုရွေးလိုက်ပါဗျဒီမှာဆိုတော့ comment နဲ့ပြီးထားလေးရှိမယ်ဒီမှာတခြားအားတွေပေါ်လာမယ်ဗျဒါတော့ကျွန်တော်ဒီ website account funny လေးပါဗျနောက်ထပ်အတိအကျလည်းထပ်ပြီးတော့တင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ developer channel လေးကိုsubscribe လုပ်ထားပေးကြပါ